ဘော်ရာတို့ entry တစ်ခုမဝင်ခင်မှာဘာတွေပြင်ဆင်လေးရှိကြတယ် trade entry မဝင်ခင် discipline ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာလုပ်လဲဆိုတာလေးကိုပြပြပေးခြင်းတယ်ပထမဆုံးလို့ဖြစ်တာကတော့ဒီ setup နဲ့ price action ဟာငါ plan ထားပြီးသားဟုတ်ရဲ့လားဆိုတာကိုကျွန်တော်ပြန်စစ်ဖြစ်တယ် plan မလုပ်ထားသေးတဲ့ setup ဆိုရင်ကျွန်တော်မဝင်ဘူးနောက်တစ်ချက်ကတော့ high probability setup ဟုတ်မဟုတ်ဆိုတာကို checklist နဲ့ပြန်စစ်ဖြစ်ပါတယ်နောက်ဆုံးကတော့ emotion နဲ့အချိန်တွေပါကျွန်တော်အဲ့ဒါကို chain paradox ကနေပြီးတော့ကျွန်တော်ကောက်နှုတ်ထားတယ်လေ့ကျင့်ခန်းလေးတစ်ခုနဲ့ကျွန်တော်ပြန်စစ်ဖြစ်တယ်ကျွန်တော်သုံးတဲ့ exercise ပိုင်း chain paradox လေးကို share ပေးခြင်းနဲ့ပထမဆုံးချက်ကတော့ကျွန်တော် fear ရှိလား greed ရှိလားကျွန်တော် action နဲ့ကိုက်လား high probability ဟုတ်လားမဟုတ်လားဆိုတာကိုပြန်စစ်ဖြစ်တယ်ကျွန်တော်ကိုလိမ်လို့မရဘူးကို action နဲ့မကိုက်ဘူးဆိုရင် fear ဝင်တယ်ဆိုတော့ဥပမာပြောရမယ်ဆိုရင် canon confirmation ကမရင်းနှီးနေဘူးသတ်မှတ်ထားတဲ့ entry level မရောက်သေးပေမဲ့ setup ပေါ်လို့ entry ယူရှင်တာမျိုးဆိုတာမျိုးဆိုရင်ကျွန်တော်တို့ fear ဝင်တတ်တယ်ဒါမျိုးဆိုလဲကျွန်တော်တို့ entry ယူလို့ရတယ်ချရေးမှတ်ထားခြင်းအပြင်ကျွန်တော်တို့နောက်တစ်ခါမှ lesson လမ်းလို့ရတယ် advanced review လုပ်တဲ့အခါကျရင်ကျွန်တော်အဆင်ပြေတယ်ကျွန်တော်ကတော့ entry ခလုံးနှိပ်မယ်ဆိုရင်လုံးဝခုနအချက်တွေလုပ်ပြီးမှနှိပ်လေးရှိတယ်ဘော်ရာတော့ entry တစ်ခုမဝင်ခင်မှာဘာတွေပြင်ဆင်လေးရှိလဲဆိုတာ comment မှာ share ပေးသွားပါဦးကျေးဇူးတင်ပါတယ်